နော်ဖိုးတဲ့ပိုပြီးဆရာကြတာကြောင့်စနိုက်ပြေမာကြီးဘွဲကိုခံယူသွားတဲ့ရှုံပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်တော့မြန်မာနိုင်ငံမှာစနိုက်တို့ရဲ့ခိုင်းချုပ်ကြီးကမင်းသမီးချော်လေးနော်ဖိုးအထားဖြစ်နေကြတာပါ။ကရင်တိုင်းရင်သူမင်းသမီးလေးနော်ဖိုးအထားကရိုးသားဖြူစင်တဲ့ရုပ်ရည်လေးနဲ့ချင်းမဲ့မထားစရာသူများပိုင်ဆိုင်တာကိုမှလူတက်တဲ့စိတ်တော်သားကြောင့်ဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါရီ။ဒါပေမဲ့ခုချိန်မှာတော့နော်ဖိုးတတောင်မှာစနိုက်တဲ့နေရာမှာပို့ပြီးတော့ဆရာကြားတဲ့အတွက်ဘရင်မကြီးဘွဲကိုတောင်မှခံယူသွားတာတော့ရုံမဲဖြစ်ပါရီ။ရုံကတော့အားလုံးသိတဲ့အတိုင်းကလေးသင်းဆောင်ဘွားတွေကအားပေးခဲ့ရလို့ဖြစ်တာကြောင့်ရိုးသားဖြူစင်တယ်လို့လေးနဲ့ဟန်ဆောင်ပြနေကြတာဖြစ်ပါရီ။သူမရဲ့ပေါ်ရင်ဟန်ဆောင်မှုတွေကတော်တော်လေးကိုမှကြီးမားခဲ့ပြီးနောက်ွယ်မှာတော့ထင်မထားတဲ့ကြောက်စရာကောင်းတဲ့လုပ်တွေကိုလုပ်နေတာဖြစ်ပါရီပထမတစ်ခေါက်တုန်းကလေစီစဉ်တစ်ခုမှမင်းသားတယောက်နဲ့တူတရုတ်ဆောင်ရင်းနဲ့ချစ်သူရှိမဲ့တရက်နဲ့ပေါ်တင်ကြီးကိုမှလူယူသွားခဲ့တာဖြစ်ပါရီအဲ့ချိန်တော့ကတော့သူမကငယ်သေးလို့အမားကျလို့မိတာပါဆိုပြီးဟိုဒီတီရှပြောကပန်းနုသွေးဆက်ခင်ခဲ့ပါရီဒါပေမဲ့ခုတစ်ခါမှတော့ချစ်သူကြီးသားရှိမဲ့တိပါရဲ့နဲ့ပေါ်တင်ကြီးကိုမှစနိုက်ခဲ့တာဖြစ်ပါရီနိုင်ငံကျော်ကြောက်တတိကြီးပါဆိုပြီးတော့သူမရဲ့ချစ်သူကြီးစားဖြစ်ထုတ်ကြွားနေတဲ့ကောင်လေးကတကယ်တော့သူများရဲ့လက်ထဲကလူလာခဲ့သူဖြစ်ပါရီအဲကြောက်တတိကြီးကိုတန်းစင်ကလက်ထပ်ဖို့တီရွေးထားတဲ့ချစ်သူတက်တန်း10နှစ်ကျော်ပြီဖြစ်တဲ့ကောင်မလေးရှိပါရီဒါကိုယူကသိရှိခဲ့ပေမဲ့လည်းဒီကြောက်တဲ့ကြီးကိုတော့အပိုင်သိမ့်မယ်ဆိုပြီးဂျားရဲကနေမရရအောင်ဝင်ပြီးတော့လူခဲ့တာပါနောက်ဆုံးမှာတော့ကြောက်တဲ့ကြီးကလည်းအရှင်ကချစ်ခဲ့တာတွေကိုမထောက်ထားဘဲနဲ့ချစ်သူတက်တန်း10နှစ်ကျော်နေပြီဖြစ်တဲ့ကောင်မလေးကိုထားပစ်ခဲ့တာပါအဲဒီနောက်သူတို့တွေမသိအောင်ခိုးတွဲနေကြတဲ့ဖြစ်တဲ့နိုင်ငံကျော်အကယ်ဒမီမင်းသမီးဆိုတဲ့ဂုံကုံမထောက်လိုက်ဖက်အောင်ရှက်စရာကောင်းတဲ့လုပ်ရက်တွေကိုလုပ်နေကြတာပါနောက်ပိုင်းမှာလည်းသူမတို့ရဲ့ရှက်စရာကိစ္စတွေကိုဘယ်သူမှမသိတော့ဘူးခြင်းနဲ့ဆိုရှယ်မီဒီယာမှာဂုဏ်ယူဝင်ကြွားစွာနဲ့ထုတ်ကြွားနေကြတာဖြစ်ပါရီအခုတော့အိတ်ထုတ်ကြမှုတွေကလည်းသူများပိုင်ဆိုင်တဲ့ရှာကိုပေါ်ရင်ဟန်ဆောင်ပြီးတော့လူယူထားတာဖြစ်ကြောင်းပေါ်ထွက်လာခဲ့ပါပြီ။ရင်းနှီးတဲ့တငယ်ချင်းတွေရဲ့ဖော်ထုတ်ချက်ရဒီကြောင်းတွေကတော့ဆိုရှယ်မီဒီယာမှာပြန့်နှံ့နေခဲ့ပြီးဖြစ်ပြီးရွံတယောက်ရှက်ကွဲနေရပါပြီ။ရွံဟာသူမရဲ့နေထားချင်းအခြားသောမင်းသားတွေတထေးသားတွေကိုရွေးချယ်လို့ရှာပါရဲ့နဲ့အခုလိုမျိုးသူများပိုင်ဆိုင်တဲ့ရှာကိုလူယူခဲ့တာကတော့တော်တော်လေးစိတ်မကောင်းစရာပါပဲ။သူမရဲ့ငယ်ရွယ်နှုတ်ပြမှုတွေအောင်မြင်မှုတွေနဲ့သာဆိုရင်ဒီချက်မကအများကြီးတာလုံးနဲ့ယောက်ျားတစ်ယောက်ကိုရရှိပိုင်ဆိုင်နေမှာဖြစ်ပါရီ။ရွံကတော့အလိုရှာတွေကိုမစင်စားပဲသူများပိုင်ဆိုင်တဲ့ရှားတွေကိုပဲလိုက်ပြီးတော့စနိုက်ချင်နေတဲ့အတွက်နောက်ဆုံးမှာတော့သူမနဲ့ထိုက်တန်တဲ့ဝေဖန်မှုတွေအပြစ်တင်မှုတွေကိုပဲရရှိခံစားနေရတာပါ။နောက်ဘော်တုံးကလည်းဒီလိုပဲချစ်သူတက်တန်း10နှစ်ကျော်ကြာနေပြီဖြစ်တဲ့ဇုံတွဲတွေကိုပဲလိုက်စနိုက်နေတတ်ပြီးတော့အခုရွှွကတော့သူမထက်ပို့ပြီးတော့ဆရာကြားကြောင်းထုတ်ပြောလာတာဖြစ်ပါရီ။ဘလိုပဲဖြစ်ဖြစ်နှစ်ယောက်စလုံးကတော့ရုပ်ကလေးတနာကမနဲ့အခုလိုလုပ်ရက်တွေကိုလုံးနေကြမှာဖြစ်တဲ့အတွက်နောက်ဆိုရင်ရုပ်ချောတဲ့မိန်းကလေးတွေကိုတတိထားမလို့ဖြစ်နေပါပြီ။စနိုက်တို့ရဲ့ဂိုင်းကျုပ်ဆိုတဲ့နောက်ဘော်ထက်ပို့ပြီးတော့ဆရာကြားကစနိုက်တို့ရဲ့ဘီယမာကြီးပွဲခံယူသွားတဲ့ရုံရဲ့လုပ်ရက်ပေါ်မှာပရိသတ်တို့ရဲ့မြင်လေးရှိရင်လည်းပြောခဲ့ပေးပါအောင်ရှင်။အာဘိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနယ်နုပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တမ်းမေးကြပါနဲ့ဦးရှင်။အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်။